Hi, welcome back to channel. ဒီနေ့မှာကျွန်တော်ပြောပြချင်တဲ့အကြောင်းလေးကတော့ဒီမှာကောင်လေးကကောင်မလေးကိုသူ့ရဲ့ကာဝန်လေးကိုဘာလေးလုပ်ပေးနေလဲမသိဘူးဟဲ့လားဒီလိုလုပ်ပေးနေတဲ့ပုံစံလေးနဲ့တခုပြင်ပေးနေတဲ့ပုံစံလေးနဲ့သူကဒီဆိုင်မှာစာသားရေးထားတာတကယ်ကိုလာပါရေးထားအဲ့တော့သူဘာရေးထားတာလဲဆိုတော့သိရဖို့အတွက်ကျွန်တော်နဲ့အတူတူအဆုံးထိကြည့်လိုက်ကြရအောင် Let's get started. Real woman doesn't need money. She only needs respect, love, and care. စာကြောင်းကဒီလောက်ပါပဲဒီစာကြောင်းကိုကျွန်တော်အပေါ်မှာလည်းရေးပြထားပါမယ်။ဘာသာပြန်ပြီးခန်းစားကြည့်လို့ရပါတယ်။ကြောက်ထပ်ပို့ပြီးတော့လည်းအလိပ်စာဆရာကြီးတွေဆရာမကြီးတွေနဲ့အတွေ့အခေါ်ပညာရှင်တွေနောက်ပြီးအမျိုးသမီးတွေအားလုံးကဒီအကြောင်းကိုတကယ်နားလည်ပါလိမ့်မယ်။အဲ့တော့စာရေးသူကဘာကိုမိမောက်ထိုးပြထားတယ်သိအောင်ကျွန်တော်နဲ့အတူကျွန်တော် share လုပ်ပေးရမယ်ဆိုရင်ကျွန်တော်အမြင်ကို share လုပ်ပေးရမယ်ဆိုရင်တော့သူဘာကိုမိမောက်ထိုးပြထားဆို real woman doesn't need money တကယ်မိန်းမတွေရာတဲ့ doesn't need money ပတ်စံလိုတာမဟုတ်ပါဘူးတဲ့ she only needs သူမလိုအပ်တာတွေကတော့တဲ့ respect လေးစားမှုတွေအပြန်အလှန်လေးစားမှုတွေ love အချစ်တွေ and care ဂရုစိုက်မှုတွေအဲ့တော့စာကြောင်းတစ်ခုလုံးကိုခြုံငုံပြောလိုက်မယ်ဆိုရင်တော့အမျိုးသမီးတွေလိုအပ်တာကပတ်စံမဟုတ်ပါဘူးတဲ့အမျိုးသမီးတွေလိုအပ်တာကတော့သူတို့လိုချင်တာကသူတို့လိုအပ်တာသူတို့လိုအပ်နေရတွေကတော့တဲ့လေးစားမှုတွေသူတို့ကိုလေးစားမှုတွေချစ်တာတွေနောက်ဂရုစိုက်တာတွေလိုအပ်တာပဲဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ချစ်သူကြီးစားတွေကျွန်တော်တို့ရဲ့ဇနီးမယားတွေကျွန်တော်တို့ရဲ့အမေတွေကျွန်တော်တို့ရဲ့သမီးတွေကျွန်တော်တို့ရဲ့အမတွေညီမတွေကိုကျွန်တော်တို့ကပတ်စံနေနဲ့သူတို့ကိုလုံလောက်တယ်လို့မထင်ပါနဲ့ကျွန်တော်တို့ပေးရမယ်သူတို့ကိုယူတည်မှုတွေလေးစားမှုတွေသူတို့ကိုကျွန်တော်တို့ချစ်တာတွေသူတို့ကိုပြုစိုက်တာတွေကျွန်တော်တို့ပြရမှာဖြစ်တယ်ကျွန်တော်တို့ဒါတွေမပြတတ်ဘူးသူတို့လိုသိလိမ့်မယ်ဆိုလို့ပြောလို့လည်းမရဘူးဘာကြောင့်သူတို့ကဘေးရင်ဆရာမတွေလည်းမဟုတ်ဘူးသူတို့ကအကြမ်းမြင်ဆရာမတွေလည်းမဟုတ်ကြဘူးဟုတ်ပြီနော်ဒါကြောင့်မလို့ကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့ချစ်ချင်းမြတ်တာတွေကျွန်တော်တို့သူ့ဘောမှာလေးစားတာတွေကျွန်တော်တို့သူ့ကိုပြုစိုက်တာတွေကိုတော့ပြမှရမှာဖြစ်တယ်ဒါကြောင့်မို့ဒီစာသားကနေပြီးတော့မှဘာလို့ဆိုထားဆိုတော့တိလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်အခုလိုဗီဒီယိုကိုအဆုံးထိကြည့်ပြီးတယ်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်မှဒီတဲ့ပိုကောင်းတဲ့စာသားတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ် I love you all see you in my next video